ကဲအားလုံးပဲမင်္ဂလာပါဗျ JDS channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခေါက်မှာတော့ဒီကနေ့နေ့လယ်ပိုင်းလေးဒီကမှာကျင်းပပြုလုပ်သွားခဲ့တဲ့1169ကဒါဒုတိယကောင်ပွဲတွဲဆိုင်ပွဲစဉ်တစ်ပွဲလေးကိုဒါပရိသတ်တွေနဲ့တူအဆဆုံးကြည့်ရှုပြီးတော့ဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်အခုပဲကြည့်လိုက်အောင်ပါအဲ့တော့ဒီဒုတိယကောင်ပွဲတွဲဆိုင်မှာကတော့ဒါထိုင်းကနာမည်ကြီးမူထိုင်းဖိုက်တာတူဖြစ်တဲ့ Rotan နဲ့ဒါ UK ကဒါ Jacob Smith တို့ဒါရှင်ပြန်ထူးတက်သွားခဲ့ကြတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကနေ့မှာတော့ဒါ Rotan ရဲ့ဒါစွမ်းဆောင်ရည်ကကျွန်တော်အရင်ကထက်ဒီစွမ်းဆောင်ရည်နဲ့နိုင်ရှင်ကြည့်လိုက်မယ်ဆိုရင်ဒါတူးတက်လာသလားပေါ့နော်ဒါမှမဟုတ်ရင်လေကျွန်တော်ကြာစင်သွားသလားဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အဓိကဒါကြည့်ရှုဆွေးနွေးတုံးတက်တင်ဆက်ပြီးတော့မှဖြစ်တယ်ဗျအဲ့တော့ Rotan ကတော့ဒါအနီတောင်းကနေရှင်ပြန်ထူးတက်နေတာဖြစ်ပါတယ်ဒါ Jacob Smith ကတော့အပြန်တောင်းကနေရှင်ပြန်ထူးတက်နေတာပါအဲ့တော့ fighter 2ရဲ့ဒီအရက်အမောင်းအလုံးထဲမှာကတော့ဒါ UK က Jacob Smith ကဒါအနှင်းငယ်လေးတာနေတာမျိုးတွေ့မြင်နေရတယ်အဲ့တော့ Rotan ကတော့ဒါသူ့ရဲ့ထူတက်ပုံစတိုင်ကတော့ဒါပရိသတ်တွေအလုံးသိရှိပြီးသားဖြစ်တယ်ပေါ့နော်ဒါပရိသတ်တွေကိုရတာဖြိုချေမှုအပြည့်ပေးနိုင်တဲ့ပုံစံမျိုးနဲ့ဒါရှင်ပြန်ထူတက်လေးရှိတယ်တို့ပေမဲ့လည်းကျွန်တော်ဒီအခုလက်ရှိကြည့်နေတဲ့ဒီပွဲစဉ်မတိုင်ခင်ပေါ့နော်ဒီရှစ်ကထူတက်သွားခဲ့တဲ့ပွဲစဉ်မှာဆိုရင်တော့ဒါသူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးဒါပရိသတ်တွေကဒါတော်တော်များများဒီအားရကျဉ်းနှံ့မှုမရှိခဲ့တာမျိုးကျွန်တော်တွေ့မြင်ခဲ့ရတယ်ပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ဒီရတာဖြုံကြည်မှုမပြီးနိုင်ခဲ့ဘူးလို့ဒါပြောလို့ရခဲ့တယ်ပေါ့နော်အခုတစ်ခါမှာတော့ကျွန်တော်သူ့အနေနဲ့ဒီ Jacob Smith ကိုဒါဘယ်လိုမျိုးပုံစံမျိုးနဲ့ရှင်ပြန်ထူတက်သွားခဲ့တယ်လဲဒါကြည့်ရှုနေတဲ့ပရိသတ်တွေကိုရောကျွန်တော်ရတာဖြိုပြမှုဘယ်လောက်ထိပြီးခဲ့တယ်လဲဆိုတော့ဒါအရာလေးနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒါဆွေးနွေးဒါကြည့်ရှုတုံးတက်တင်ဆက်ပြီးတော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့ Rotan ရဲ့ဒီကစားပုံကကြည့်မယ်ဆိုရင်တော့ဒီလက်ရှိအနေအထားအရတော့နည်းနည်းလေးဒီတည်ငြိမ်နေသေးတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါသူ့အနေနဲ့ပြန်ဖက်ကိုဒီတနဆက် PRP ထိုးတက်နေတာမျိုးတွေဒါတိတ်မတွေ့ရသေးဘူးအဲ့တော့ချန်ပီယံကပ်ပတ်လူပွဲစဉ်ဖြစ်တာကြောင့်လည်းပါတယ်ပေါ့နော်ဒါငါးချီတိရှင်ပြိုင်ထိုးတက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒါဒီတက်လုံကိုချွေတာပြီးတော့မှဒါရှင်ပြိုင်ထိုးတက်နေတဲ့သဘောရှိတယ်ဗျဘယ်လက်ဖန်ဝင်ထားတဲ့ Jacob Smith ကကြည်ရတလောက်ဆိုရင်တော့ fighter 2ဦးစလုံးကလည်းဒီပထမချီမှာဒါတတိကြီးတယ်ဒီလက်တီထိုးချက်တွေကိုကျွန်တော်တို့ဒါအထိမခံရအောင်တတိကြီးကြီးနဲ့ဒါရှင်ပြန်ကစားနေကြတာမျိုးတွေဒါတွေ့မြင်နေရတယ်ဗျဒါပထမတစ်ချီကတော့ပြီးဆုံးသွားပါပြီโอเคကျွန်တော်ဒုတိယတစ်ချီသွားလိုက်အောင်ပါRotan ရဲ့ဒီ physical ရုပ်ပိုင်းဆိုင်ရာကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒါသူနဲ့ရှင်ပြိုင်ထိုးတက်တဲ့ fighter တွေမှန်သမျှဒီထိုးတက်လာတဲ့ counter ကိုသူအနေနဲ့ပုံစံရကြည့်မယ်ဆိုရင်ဒါရေးကြီးကျွန်တော်အထိုးခံပြီးတော့မှဒါပြန်ပြီးတော့မှဒါရှင်ပြိုင်ထိုးတက်တဲ့ပုံစံမျိုးဒါထင်ရတယ်ပေါ့နော်တို့ပေမဲ့လည်းကျွန်တော်သူ့ပွဲစဉ်တွေတွားပြီးတော့မှကြည့်မယ်ဆိုရင်သူ့အနေနဲ့ဒီတစ်ဖက်က counter တွေကိုဒီ defense လုပ်ပြီးတော့မှဒါတတိကြီးထားပြီးတော့မှဒါရှင်ပြိုင်ကစားသွားခဲ့တာမျိုးတွေကျွန်တော်အများကြီးတွေ့မြင်ခဲ့ရတယ်ပေါ့နော်အခုလက်ရှိကျွန်တော်တို့ဒီဒုတိယတစ်ချီမှာကစားနေတာကိုကြည့်မယ်ဆိုရင်ဒါထူနီးသူပဲဗျ Jacob Smith ရဲ့ဒီကောင်တာတွေကိုသူ့အနေနဲ့ဒီအထိုးခံပြီးတော့မှဒီအကျိတ်နဲ့ပြန်ပြီးထိုးတာမျိုးမဟုတ်ဘဲနဲ့ဒီ defense ပေါ်တော့ဒီအရှောင်ရှားပုံစံမျိုးနဲ့ဒါရှင်ပြိုင်ကစားနေတာမျိုးကျွန်တော်တွေ့မြင်နေရတယ်အဲ့တော့ပြောမယ်ဆိုတော့ဒါပထမချီဒုတိယချီကတော့ fighter 2ဦးစလုံးအတွက်ကဒါသွေးနွေးနေတဲ့အနေအထားတစ်ခုလိုပဲပြောလို့ရသေးတယ်ဗျတကယ်ဒီ3ချီ4ချီ5ချီမှာဆိုတော့ဒါသွေးဆူလိုက်တော့ fighter 2ဦးကဒါပို့ပြီးတော့မှကျန်းလာနိုင်ချေရှိတယ်ဗျအခုကတော့ကျွန်တော်စတင်ပြီးတော့မှ Rotan နေနဲ့စက်တိုက်ကျွန်တော် PRP ထိုးတက်နေတာမျိုးတွေကျွန်တော်တွေ့မြင်နေရတယ်နည်းနည်းလေးကျွန်တော်တို့ဒီပွဲစဉ်မှာ
ဒီရှာလေးထုတ်ပြနေတာမျိုးဒီလုပ်နေတာမျိုးတွေ့မြင်နေရတယ်ဒီ movement အပိုင်းကြည့်မယ်ဆိုရင်တော့ Jacob Smith က movement ပိုရှိတယ်လို့ဒါမြင်ရတယ်ဗျ Rotan ကျွန်တော်တို့ hack kick ကန်တော့လည်းကောင်းတယ်ဗျ Rotan ရဲ့ဒီပွဲစဉ်တွေတော်တော်များများကြည့်မယ်ဆိုရင်ကျွန်တော်သတိထားမိတာကဒီ low kick တွေပြီးပြီဆိုရင် body kick ပေါ့နော်ဒီတရောင်ရိုက်ချက်တွေဒါအဓိကဒီ clinch အနေထားမှာဆိုဒူးတိုက်တာတွေဒါတွေကဒါအမြဲတွေ့ရလေးရှိတယ်ပေါ့နော်အဲ့တော့ဒီကျွန်တော်တို့အခုလက်ရှိဒီပွဲစဉ်မှာဆိုရင်တော့ဒီချီမြင့်ကန်ချက်တွေဒါထုတ်တုံးလာတာမျိုးတွေကျွန်တော်တွေ့မြင်နေရတယ်အဲ့တော့ချီမြင့်ကန်ချက်ကိုလည်းသူ့အနေနဲ့ဒါတိတိမိမိဒါလာလာပပကျွန်တော်ကန်ပြနိုင်ခဲ့တာကိုကျွန်တော်တွေ့မြင်ခဲ့ရတယ်ဗျရော့ထန်ရဲ့ဒီပုံစံရကြည့်မယ်ဆိုရင်သူ့အနေနဲ့ဒီပြိုင်ပွဲမှာပေါ့နော်ရှင်ပြိုင်ကစားနေရတဲ့အချိန်မှာသူ့ရဲ့ဒီခံစားချက်ကဒီစိတ်ကကျွန်တော်တို့ပြောလို့ဆိုရင်ဒါပေါ့ပေါ့ပပဒီချန်ပီယံကပ်ဒီလူပွဲစဉ်ထိုးတက်ရတဲ့ဒီ feeling မျိုးမရှိဘူးလို့ဒါခံစားရတယ်ဗျာသူ့ရဲ့ပုံစံကြည့်မယ်ဆိုတော့တနည်းအားဖြင့်ပြောမယ်ဆိုတော့ဒါ PC မှုအရာပြောမယ်ဆိုတော့ PC မှုတိတ်မရှိဘူးဒါတတိတော့ဒါရှိတဲ့အနေအထားမျိုးတွေ့ရတယ်ဟိုဆက်တိုက်ကျွန်တော်အပတ်ခတ်တွေဝင်ထားတယ်တွဲလုံးတွေတရောင်တွေရိုက်ထားတွေ့ရတယ်ညတရောင်ဘဲတရောင်တွေဝင်ထားသူတိုက်ထားတယ် clinch အနေအထားကနေပြီးတော့မှ Rotan နေနဲ့အဲ့တော့တပတ်ကဒီ Jacob Smith ကိုကြည့်မယ်ဆိုရင်တော့နည်းနည်းလေးပြောမယ်ဆိုရင်တော့စိုးရင်ကြောင်းကြပြီးတော့မှဒါ Rotan ကိုနည်းနည်းဒီရှိန်နေတဲ့အနေအထားမျိုးတွေကျွန်တော်တွေ့မြင်နေရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမြန်မာရိုးရ low weight fighter တွေတော်တော်များများတော့အဲ့လိုမျိုးဒီအရှောင်ရှားတွေကျွန်တော်တိတ်မရှိဘူးဗျ hand movement တိတ်မရှိဘူးကျွန်တော်အပြန်လန်းဒါစော်ကြတယ်ဗျအခုကျွန်တော်ဒီမှာကြည့်ရတဲ့လောက်ဆိုတော့ Rotan ကလည်းကျွန်တော်တို့အနေနဲ့ဒီအရင်တုန်းကကြည့်ရှုခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်တော့ဒီတချို့ပွဲစဉ်တွေမှာဒီအကျိတ်ခံပြီးတော့ပြန်ပြီးဒီရှင်ပြန်ထူးတက်တဲ့ပွဲတွေရှိတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်သတိထားမိတာကသူ့ပွဲစဉ်တွေကျွန်တော်အသေးစိတ်တပွဲချင်းစီတွားပြီးကြည့်မယ်ဆိုရင်ဒီပြန်ဖက်ရဲ့ကောင်တာတွေကိုဒီအရှောင်သိမ်းလုပ်ပြီးတော့မှဒါဒီကစားတာတွေကျွန်တော်တော်တော်များများတွေ့ရတယ်ဗျဒီလူဘလိုကံမိသွားတယ်ဗျဖောင်းသွားတယ်လို့ပြောရမယ်ဗျလိုကီကန်ဟာတယ် Rotan နေနဲ့ Jacob Smith လိုကီကန်ဟာတယ် Jacob Smith ရဲ့ဒီ headshot တွေရတယ်ပြောမှဆိုမြန်နေဗျ right hand left hand တွေကဒီလောက်သွားတဲ့ style ကတော့ဒါအားလုံးမြင်ကြတဲ့အတိုင်းပဲဗျ။အိုးတရောင်လေးရိုက်ထားတယ်။ front kick ကန်ထားတယ်။အိုးဒီတရောင်ရိုက်တာကဒီ uppercut ထိုးတဲ့ဒီတရောင်ရိုက်ချက်မျိုးနဲ့ကျွန်တော်တို့ဒါထိုးတက်သွားတာတော်တော်လေးကိုမိုက်တယ်ဗျ။ဒါအဲ့ဒီတရောင်ရိုက်ချက်တွေကတော့သဘောကျတယ်။တော့အစောပိုင်းမှာဒီတရောင်ရိုက်ချက်2ချက်လောက်ပြောမယ်ဆိုတော့3ချက်လောက်ရှိမယ်ဗျဒါအထိခံထားရတာကျွန်တော်တို့တော်တော်လေး Jacob Smith အနေနဲ့အထိနာသွားပုံရတယ်ကျွန်တော်တွေးပြီးတော့မှကျွန်တော်ထွက်လာတယ်ဗျကျွန်တော် Rotan ရဲ့ဒီကစားပုံဒီကြည့်ရတဲ့အနေထားအလောက်ဆိုရင်တော့ဒါကျွန်တော်ရဲ့အမြင်ရဆိုရင်ဒါသူ့ရဲ့ဒီပြိုင်ဖက်ကိုနည်းနည်းလေးဒီငင့်ညာပြီးတော့မှဒီရှင်မြန်ကစားနေတဲ့အနေအထားမျိုးတွေကျွန်တော်တွေ့မြင်နေရတယ်ဗျရောထန်ကကျွန်တော်တို့ဒီ physical ရုပ်ပိုင်းဆိုင်ရာအရာတကယ်ကိုဒီအကျိတ်နဲ့ရှင်မြန်ထိုးတက်မဲ့ပုံစံတွေဒါရှိနေတယ်လို့ထင်ရတယ်ပေါ့နော်အခုဒီပွဲစဉ်မှာကတော့ကျွန်တော်အလောက်ကြီးလည်းမဟုတ်တော့ဗျကြည့်ရတဲ့အနေအထားလောက်အိုး fly knee ဝင်ထားတယ်
ကြားတဲ့အနေထားလောက်ဆိုရင်တော့ဟိုကောင်းနေပြန်ဒီ hack kit တွေကန်တော့လဲချင်းမြင့်ကန်ချက်ကကျွန်တော်ရှိမှပြောခဲ့တယ်လို့ပဲပေါ့နော်အမြဲတမ်းတုံးတာမျိုးတော့မတွေ့ရဘူးတို့ပေမဲ့လည်းကျွန်တော်လိုအပ်လာရင်လည်းသူ့အနေနဲ့ဒီ hack kit ကိုကျွန်တော်လှလှပပဒါချင်းမြင့်ကန်ချက်ကိုကျွန်တော်အမြင့်ကြီးထုတ်ကန်နိုင်တာမျိုးကိုကျွန်တော်တွေ့မြင်နေရတယ်ဗျအဲ့တော့ကျွန်တော်အစောပိုင်းကစကားကိုပြန်ပြီးဆက်ရမယ်ဆိုတော့ Rotan နေနဲ့ဒီပြိုင်ဖက်တွေကိုပေါ့နော်ဒီကောင်တာတွေကိုကျွန်တော်တို့ဒီမရှောင်မရှားပဲနဲ့သူ့ရဲ့ပုံစံအရကဒီရှင်ပြန်ထိုးတက်မဲ့ပုံစံမျိုးရှိတယ်လို့ထင်ရပေမဲ့လည်းကျွန်တော်အခုလက်ရှိဒီ Jacob Smith နဲ့ပွဲစဉ်မှာဆိုရင်ဒီကောင်တာတွေသူ့အနေနဲ့ဒါရှောင်ပြီးတော့မှကစားနေတာမျိုးကျွန်တော်သတိထားမိတယ်ပေါ့နော်ပြောမယ်ဆိုတော့ဒါသူ့အနေနဲ့သတိကြီးတယ်ဗျဒီကောင်တာတွေကိုအထိမခံဘူးပေါ့နော်ဒါ chicken ချက်ကိုတော့သူ့အနေနဲ့ဒါအထိခံထားတယ် Rotan လူကကန်ထားတယ်ဝင်ထားတယ်ဗျ Rotan နေနဲ့ဒါ fighter နှစ်ဦးလုံးကတော့ကျွန်တော်ဒီပွဲကြိုတုံးတဲ့ချက်မှာလည်းဒါပြောဆိုခဲ့တယ်ပေါ့နော်ဒါ power မရှိတဲ့ fighter တွေဖြစ်တယ်အဓိကကတော့ကျွန်တော်တို့ဒါပရိသတ်တွေအနေနဲ့ fighter နှစ်ဦးစလုံးရဲ့ဒီစွမ်းဆောင်ရည်ကိုပေါ့နော်အဓိကကြည့်ရှုသွားမှာဖြစ်တယ်ဒါတအုပ်ကိုတအုပ်ကျွန်တော်ကလဲထိုးနိုင်ဖို့ဆိုတော့ကလာဒါတိတ်ပြီးတော့မှဒါမဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ဒီတိုက်ကွက်အရာဆိုရင်တော့ဒီ Rotan ကတိုက်ကွက်မှာပို့ပြီးတော့မှဒါစုံတယ်လို့ဒါထင်ရတယ်ဗျတစ်ဖက်က Jacob Smith ကတော့ဒီတရောင်ရိုက်ချက်တွေတိတ်မထွက်ဘူးright hook ဝင်ထားတယ် clinch ပြန်ပူးသွားတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီအခုလက်ရှိကြည့်ရတဲ့အနေထားလောက်ဆိုရင်ဒါ Rotan ကဒါစွမ်းဆောင်ရည်အရာမှာကျွန်တော်တို့ဒီအများကြီးကျွန်တော်တူးတက်လာတာမျိုးတွေမတွေ့ရအောင်ဗျဒါပြီးခဲ့တဲ့ကျွန်တော်တို့ဒီ Dennis Puris နဲ့ပွဲတုံးကလိုမျိုးပဲဒီစွမ်းဆောင်ရည်ကဒါကြည့်ရတဲ့ဒီပရိသတ်တွေအနေနဲ့ဒီတိတ်ပြီးတော့မှဒီအားရကြည်နဲ့မှုတိတ်မရှိဘူးဗျလုံးဝကြီးကျွန်တော်တို့ဒီအရင်ကြီးမျောလင့်ထားတာလဲပါလို့လာတော့မသိဘူးဗျဒါပရိသတ်တွေအနေနဲ့ထူးတက်နေတဲ့ပုံစံကကျွန်တော်တို့အရင်တုန်းကလောက်ဒီရတချိုးဖြီမှုဒါမပြီးနိုင်ဘူးလို့ကျွန်တော်တို့ဒါထင်ရတယ်ဗျကျွန်တော်ဒီလိုဒါပြောတာပေါ့နော်ဒီ1169ကျွန်တော်ပွဲစဉ်ဒါကွင်းထဲမှာဒါဝင်ရောက်ပွဲစဉ်တွေကိုတွားပြီးကြည့်မယ်ဆိုရင်တော့ဒီ1169ပွဲစဉ်တွေအားလုံးတွေထဲမှာကမှဒီ Rotan နဲ့ Jacob Smith တို့ရဲ့တွဲဆိုင်ကဒါဒီပရိသတ်တွေစိတ်ဝင်စားမှုအများဆုံးတွဲဆိုင်ဒီဇိုင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကလည်းဒါ Rotan ကိုဒါအားပေးနေတဲ့ပရိသတ်တွေကပို့ပြီးတော့မှဒါများတာကြောင့်လည်းပါတယ်လို့ပြောလို့ရတယ်ဗျဒါကွင်းထဲမှာဆိုရင်တော့တကယ်ဒီ Rotan ကျွန်တော်ပွဲမထွက်လာခင် Rotan ကျွန်တော်ပွဲစီမှာထိုးတက်နေတဲ့အချိန်ဒါစွမ်းဆောင်ရည်ကောင်းအနေငယ်ပြသွားပြီဆိုတာနဲ့ဒါတကွင်းလုံးကဒါဆူညံပွက်လို့ရိုက်သွားတာမျိုးတွေကျွန်တော်တွေ့မြင်နေရတယ်ပေါ့နော်โอเคကျွန်တော်ပွဲစဉ်လေးကတော့ပြီးဆုံးသွားပြီဗျဒါပရိသတ်တွေအနေနဲ့ရောဒီပွဲစဉ်လေးကိုဒါကြည့်ရှုပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့ဒါ Rotan ရဲ့စွမ်းဆောင်ရည်ကဒါဘလို့အနေထားရှိတယ်လဲပေါ့နော်ဒါတူတက်လာသလားဒါကြာဆင်းသွားသလားဒါသူ့အနေနဲ့ဒါပရိသတ်တွေကိုကျွန်တော်ရတာဖြိုဖြီမှုဒါပြီးနိုင်စွမ်းဘယ်လောက်ထိရှိတယ်လဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အောက်က comment မှာလည်းဒါဝင်ရောက်ဆွေးနွေးတော့ပြလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒါ1169ရဲ့ဒုတိယကောင်ပွဲတွဲဆိုင်ကိုဒါတင်ဆက်ပေးပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီမနက်ဖြန်မှာဒါကြန့်ရှိနေသေးတဲ့ဒါပရိသတ်တွေစိတ်ဝင်စားနိုင်ခြင်းရှိတဲ့တွဲဆိုင်ကိုလည်းကြည့်ရှုပြီးသွားပြီးဖို့ရှိတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ဒါဆက်လက်ဆောင်မြေကြည့်ရှုအားပေးဖို့ဒါအားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆက်ပဲဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေ